ဒီညမှာတော့ကျွန်တော်ဒီမနေ့ကပေါ့နော်ဒီ SRT file ထုတ်တဲ့ခါမှာပေါ့နော်ကျွန်တော်ဒီ video ပဲထည့်တယ်ပေါ့နော်ကျွန်တော်ဒီည MP3 လေးနဲ့ပေါ့ကျွန်တော်ထည့်လို့ရှိရင်အချိန်လည်းအများကြီးလုပ်လို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်9 minute စာပေါ့နော်အဲ့ဒါကိုကျွန်တော်စမ်းပြမှာဖြစ်ပါတယ်သွားကြတာပါဒါဟာနောင်တစ်ချိန် AI နဲ့ကျွန်တော်ဖတ်ထားတာပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီ audio file ပေါ့နော်ဒါ VN app ထဲမှာပါ audio file ကျွန်တော်တို့ထုတ်လိုက်မယ်ဒီမှာကျွန်တော်တို့ video မထုတ်ဘဲနဲ့ဒီမှာ export audio only ဆိုတာနဲ့ကျွန်တော်ထုတ်လိုက်မယ်နော်ထုတ်ပြီးသွားရင်ကျွန်တော် file လေးစစ်လိုက်ပါမယ် okay ရပြီဆိုရင်ကျွန်တော်ဂျာမန်ပေါ့နော်ကျွန်တော်ဒီနေ့ဆိုလို့ရှိရင် instruction ကျွန်တော်ပြင်လိုက်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီမှာ audio ကျွန်တော်တို့ video ပဲဖြစ်ဖြစ် audio ပဲထည့်လိုက်လို့ရှိရင်ပေါ့နော်မိသည့်ဘာသာတစ်ခါမှမစိုးပေါ့နော်ကျွန်တော်အဲ့ instruction လေးကိုလိုချင်လို့ရှိရင်ကျွန်တော်ရဲ့ chatbot မှာလာပြီးတော့မှဆက်သွယ်ပါပြီးတော့ကျွန်တော် group ထဲမှာထည့်ပေးပါမယ်ဒီမှာဆိုကျွန်တော် audio ထည့်ပြီးတော့စီရင်ဆမ်းပါပါကျွန်တော်ခုနကတော့စီးထားတဲ့ audio လေးကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော် open လုပ်မယ်လုပ်ပြီးလို့ရှိရင်ဒါကျွန်တော်9 minute စာပေါ့နော်အရှိရသွားပြီထည့်လိုက်မယ် audio ကကျွန်တော်အကုန်လုံးတော့မမှန်နိုင်ကျွန်တော်နည်းနည်းလေးပြင်ရမယ်ပေါ့နော်ကျွန်တော်ဒီညအကုန်လုပ်ပြပါမယ် okay ဒီမှာကျွန်တော်ချိန်လေးပြန်ဆက်လိုက်မယ်ဒီမှာနော်6မိနစ်နဲ့40မသားမြောက်ဝေးလိုက်ပါတယ်ပေါ့နော်စာအကုန်ပါနေပြီပေါ့နော်ဒီမှာအဝိုင်းလေးလေတင်ခဏလေးစောက်ပေးကြပါနော်အဲ့ဒါဆိုလို့ရှိရင်စာအကုန်မပါနိုင်ဘူးပေါ့နော်အကုန်ဝိုင်းဆိုရပြီပြီးရင်ကျွန်တော်ဒီ file ထဲကိုသွားမယ် file ထဲဆိုရင်တချို့ကကြာဒီမှာ file ရှာမတွေ့ဘူးလေနော်ကျွန်တော်တစ်ခုစမ်းလုပ်ပြမယ်ဒီမှာ new folder လေးကိုပေးလို့ရှိရင်ကျွန်တော်အဲ့မှာ SRT ဆိုပြီးတော့ကျွန်တော်ပေးခိုင်းတာကျွန်တော်ရှိပြီးသားမလို့ကျွန်တော်မပေးတော့ဘူးနော်ဒါထားလိုက်မယ်ဒီမှာကျွန်တော်မရှိပြီးသားကျွန်တော် SRT ဆိုပြီးပေးထားပြီးသားမလို့အဲ့ထဲမှာကျွန်တော်ဒီမှာဒါလေးကိုဖြုတ်လိုက်မယ် delete လုပ်ပြီးတော့မှဒီမှာကျွန်တော်ဖိလိုက်တယ်နော်ပြီးပြီးတော့မှကျွန်တော် paste ဆိုတာလေးနှိပ်လိုက်တာနှိပ်ပြီးတော့မှဒီမှာ text ကရောက်လာပြီရောက်လာရင်ကျွန်တော် rename လေးပေးမယ်နော်အဲ့မှာ s.srt ဆိုပြီးတော့လေ okay အဲ့မှာနော် s အသေးလေးပဲနှိပ်ပါနော်.srt အသေးမှသူမှန်တာပါ srt file ပြောင်းသွားတာပါ format ပြောင်းတာပါ okay ဒါဆိုရပြီရရင်ကျွန်တော် VN နဲ့ကိုခုန VN နဲ့ကိုသွားမယ်သွားပြီးတော့မှကျွန်တော်ခုနကတော့ဒီမှာ9 minute စာဗီဒီယိုထဲမှာကျွန်တော် srt file ထည့်ကြည့်မှာဖြစ်ပါတယ် okay ဒီမှာကျွန်တော်နောက်ဆုံးထိပါလာမပါလာပေါ့နော်ဒီမှာ16ချက်မျှဝေမှတ်သားလိုက်ပါတယ်ဒီမှာနည်းနည်းလေးပဲလွယ်တယ်ဒီမဲ့16ချက်ကိုလေ့လာမှတ်သားနိုင်စေရန်မျှဝေလိုက်ပါတယ်ဆိုတော့ဒါအကုန်ပါတယ်ပေါ့နော်ကျွန်တော်နည်းနည်းလေးပဲရွှေ့ဖို့ပဲလို့လေအဲ့ရတော့ကျွန်တော်ဘာမှမပန်ပြူတို့လေး zoom လေးကိုတိုင်းလိုင်းလေးနည်းနည်းလေးချဲ့ပြီးတော့မှကျွန်တော်တို့ဒါဆိုလို့ရှိရင်ရွှေ့လိုက်လို့ရတယ်။ဘာရွှေ့လို့ရလဲဆိုတော့နောက်ဆုံးပေါ့နော်။ဒါကနောက်ဆုံးဖြစ်တဲ့အတွက်နောက်ဆုံးလေးရွှေ့လိုက်ရုံပဲ။ Okay ။မတူဘယ်နဲ့ဤကဲ့သို့ဆိုတဲ့နေရာလေးကိုကျွန်တော်ရှာလိုက်မှာပေါ့နော်။မင်းနမိပဲဖြစ်ပါတယ်။ဒီမှာကွက်တီပဲ။ဒီလိုလေးဒါလေးတော့နည်းနည်းတော့ပြင်ရမယ်ပေါ့နော်။ဒါကျွန်တော်9 minute သာရှိတဲ့ SRT ကိုကျွန်တော် audio နဲ့ကျွန်တော်ထုတ်တာပေါ့နော်။ကျွန်တော်နောက်ထပ်တစ်ခုထပ်ထုတ်ပြမယ်။ဒါဗီဒီယိုနဲ့ပေါ့နော်။မမှန်တဲ့လူတွေအတွက်ပေါ့။